ဟယ်လိုမင်္ဂလာပါဒီနေ့မှာပါလာဒါအန်နမီကနေတင်ဆက်ပေးသွားမယ်အကြောင်းအရာလေးကတော့ဒီမိုစရယာလေးမှာအကျန်းဆုံးဘလစ်ဒီစလာတစ်ခုဖြစ်တဲ့ဆမ်ဘလစ်ဒီအကြောင်းပါအားလုံးလည်းစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်ဆိုတော့အခြေလေးမဆွဲပဲဗီဒီယိုလေးကိုစလိုက်ရအောင်ဆမ်ဘလစ်ဒီကိုဟီကိုတာမီခါရူလာလို့လည်းခေါ်ကြပြီးတခြားသောဘလစ်ဒီစတာတွေထက်လည်းပိုပြီးတော့ကျန်းပါတယ်ဘာလို့လဲဆိုတော့ဆမ်ဘလစ်ဒီဖြစ်နေတာကြောက်ပါစတာပါဘာလို့လဲဆိုတော့တခြားသော British စာတွေကဆမ်ဘရစ်တီကနေစစ်တပ်လာတာကြောင့်မို့ပါဒီဆမ်ဘရစ်တီကိုစတဲ့တည်ထောင်ခဲ့တဲ့ creator ကတော့ယူဒရီချီစုပီတူနီပဲဖြစ်ပါတယ်သူကတော့ legendary ဒီမိုစရေယာတယောက်ဖြစ်ခဲ့ပြီးမူဇယ်ကိုလည်းတစ်ချက်တည်းနဲ့အသေးတနာလူနီပါကျန်းတဲ့ဟော်တော်ပါယူရီချီဟာတကယ်ကိုတန်မာလဲသူတယောက်လည်းဖြစ်ခဲ့ပြီးခန္ဓာရည်ဆန်းအားတခါရည်စွမ်းအားမှာလည်း draw level တယောက်နီးပါကျန်းတဲ့ဟော်တော်ပါသူတည်ထောင်ရဲ့လေဆမ်ဘရစ်တီဟာတခြားသော plate တွေရဲ့စတီရာဖြစ်တာထွဲပါတော့တဲ့တက်ကြီးလိုနဲ့ဆမ်ဘရစ်တီတို့ပတ်သက်နေပေါ်အကြောင်းကိုပြောပြပေးပါမယ်အမှန်တကယ်တော့ဆမ်ဘရစ်တီဟာခါမာဒို family လက်စစ်တန်းလာတဲ့ British star တစ်မျိုးလို့ပြောလို့ရပါတယ်တက်ကြီးလိုရဲ့နာမည်အရင်ကလည်းတန်ကြီးလိုခါမာတူပါတက်ကြီးလွန်ငယ်တော့ကသူ့ရဲ့အဖေကအမြဲတမ်းနှစ်စဉ်တရက်ရောက်တာမှအကားတစ်ခုကိုတားနေခဲ့တာပါတက်ကြီးလိုဒါကိုအကားလို့ထင်ခဲ့ပေမဲ့လေတကယ်တမ်းမှာဆမ်ဘရစ်တီကိုလေ့ကျင့်နေတာလို့ပြောလို့ရပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့အဖေအကြောင်းကိုသိပြီးသူကဆမ်ဘရစ်တီကိုလေ့လာခဲ့တာကြောင့်နောက်ဆုံးမှာမူဇန်ကိုပါပြတ်ချလာနိုင်ခဲ့ပါတယ်ဆမ်ဘရစ်တီမှာတက်ကနစ်တွေအများကြီးစီပြီးအဓိကအားဖြင့်ဖောင်73ခုစီပါတယ်ဆမ်ဘရစ်တီရဲ့73ခုမြောက်တက်ကနစ်ကတော့မူဇန်ကိုပါတတ်နာလောက်တဲ့အထိကျန်းတဲ့တက်ကနစ်တစ်ခုပါအဲလောက်အထိကျန်းတဲ့လောက်ပေးဆိုင်ရမှုကလည်းများပါတယ်ကိုကအခုမှစတဲ့ခါစားနဲ့အဲ့ဒါကိုတော်ရမယ်ဆိုရင်ကိုကပဲမီးတော့ပြီးပြဖြတ်သွားမှာပါဆမ်ပလစ်ဒီဖောက်72ခုစီပြီးစီတီထဲမှာအတိအကျပေါ်ပြထားတာကတော့12ခုပဲရှိပါတယ်ပြီးတော့ဆမ်ပရစ်ဒီမှာတွဲထပ်နေတဲ့အဓိက British star 6ခုရှိပါတယ်အဲ့ဒါတွေကတော့ Water British, Mon British, Frey British, Tana British, Stowe British, Win British ကိုပဲဖြစ်ပါတယ်ဒါအပြင်ဆမ်ဘရစ်တီကိုတောင်းလာခဲ့တဲ့ user အနေနဲ့6ယောက်ပဲရှိပါတယ်သူတို့ကတော့ယူရီချီဆိုတီတူနီဆူမီယူစီခါမာတိုတန်ကျူရိုခါမာတိုတန်ဂျီရိုခါမာတိုခါနာတာခါမာတိုဆူမီဟီကိုခါမာတိုတို့ပဲဖြစ်ပါတယ်ဆမ်ဘရစ်တီကဘာလို့အကျဉ်းဆုံးဖြစ်နေရတာလဲဆိုတော့ဒီမိုတွေကနေကိုကြောက်ကြပါတယ်ဒါကိုအားတော့လည်းတိကျမှာပါဆမ်ဘရစ်တီဟာလည်းနေကိုအတူယူပြီးတတ်ထားရတဲ့ပုံစံဖြစ်တာကြောင့်တော်တော်အတော့ပြုတတ်မယ်ဆိုရင်ဒီမိုတွေကိုအမျိုးတော့တက်ဖြတ်နာမှာပါဆမ်ဘရစ်တီကိုတောင်းနာတဲ့သူတွေကအတော်ဆုံးသူတွေကဖြစ်ခဲ့မယ်ဆိုရင်မူဇန်ကိုပါတန်းနာဟဲ့မှာပါမူဇန်ကိုဒုက္ခအပေးနာဆုံးပရိတိစတာရလည်းဆမ်ဘရစ်တီလို့ပဲပြောလို့ရပါတယ်ဆိုတော့ဒီတော့ပါပဲဘရိုတို့အနေနဲ့ enemy အုံလုံးဝင်းတွေကိုတနေရာထဲမှာအမြန်ဆုံးအကောဆုံးကြီးချင်နေတာအဲ့ဒါဆိုရင်တော့စိတ်မပူပါနဲ့ပါလာလာ enemy မြန်မာကစီးနေပါပြီ channel လေးကိုကြွားထားခဲ့တယ်ဆိုရင်တော့ Telegram software မှာကာတော့ channel ဟက်လိုရစာပြီးကြွားထားနာပါလေကျွန်တော်ကတော့အဲ့ရန်ပါ